3D စဆွဲအောင်3D ဆွဲရင်ကျွန်တော်တို့ဒီ basic rule ရဆိုရင် perspective view ကစဆွဲဖို့ကျွန်တော်အကြံပေးခြင်းပါတယ် 2D ဆွဲရင် top view ကနေစဆွဲဖို့အကြံပေးခြင်းပါတယ်ဘာကြောင့်လဲဆိုတာကိုလေးကိုကျွန်တော်အခုစရှင်းပြပါမယ် 3D Max မှာကျွန်တော်တို့ဒီ standard object ကနေကျွန်တော် box ဆိုတာလေးကိုကျွန်တော် click နှိပ်လိုက်ရင် 3D စဆွဲလို့ရပါပြီကျွန်တော် perspective ကနေပြီးတော့ perspective view မှာ drag ဆွဲလိုက်တယ်ပြီးရင် left click ကိုလှုပ်လိုက်တယ်ပြီးရင်အပေါ်အောက်ရွှေ့လိုက်ရင်သူ့ရဲ့အနေအမြင်ပေါ်လာမှာပါပြီးတော့ left click ကိုနှိပ်လိုက်ပါတယ်အဲဆိုကျွန်တော် mouse နဲ့ဒီ box နဲ့အဆက်အသွယ်ပြတ်သွားရင် box ကိုဆွဲပြီးသွားပြီဖြစ်ပါတယ်အဲဆိုတော့ကျွန်တော်တို့မှာဒီ box ဆိုတဲ့ command လေးကပွင့်နေတာတွေ့မှာပါဒီ command ကိုပြန်ပိတ်ပါမပိတ်ရင်ကျွန်တော်ဒီမှာ mouse view ပေါ်မှာကျွန်တော် click ချတိုင်းမှာ box တွေထပ်ပေါ်နေမှာဖြစ်ပါတယ်အဲဆိုတော့ဒီ box command ကိုကျွန်တော်တို့ပိတ်မယ်ဆိုရင်left click နဲ့ပြန်ပိတ်လို့မရပါဘူးအဲဒါကြောင့်အခုတည်းကစပြီးတော့အကျင့်လုပ်ပါ view ပေါ်ထဲမှာကျွန်တော် right click နှိပ်ရပါတယ်အဲဆိုတော့ဒီ 3D Max မှာဒီဘက်က command panel ကခလုတ်တွေကိုကျွန်တော်နှိပ်ရင် activate လုပ်ရင် left click ပါသူ့ကိုပြန်ပိတ်ရှင်ရင် view ပေါ်ထဲမှာ right click ပါ right click ကကျွန်တော်တို့ action cancel ပေါ့နော်ခလုတ်တွေကိုပြန်ပိတ်တယ်ဒါလေးကို 3D Max ကိုစသုံးတဲ့လူတွေအနေနဲ့အကျင့်အောင်ဒီ right click နဲ့ပြန်ပိတ်တာလေးကိုတည်တည်ချာချာလုပ်ပါဘာကြောင့်လဲဆိုရင်နောက်ပိုင်းကျွန်တော်တို့နည်းနည်းရှုပ်ထွေးတဲ့ model တွေဆွဲလာတယ် operation တွေလုပ်တဲ့အခါမှာဒီ right click ကိုပြန်မနှိပ်ရင်ဒီခလုတ်တွေကိုပြန်မပိတ်ရင်ကျွန်တော် error တွေကြုံရမှာပါဒါကြောင့်ဒီကိစ္စလေးတွေကိုကျွန်တော်တို့ဒီကနေပြီးတော့အကျင့်လုပ်သွားရင်ကောင်းပါတယ်ကျွန်တော်နောက်တစ်ခါ spear ဆွဲကြအောင် spear ကို left click နှိပ်တယ်ဒီ view ပေါ်ထဲမှာ drag ဆွဲတယ် right click နှိပ်ပါတယ်ဒါဆိုရင် spear command ပိတ်သွားပါတယ် cylinder ဆွဲပါတယ် cylinder ကိုယူလိုက်ပါတယ် drag ဆွဲပါတယ်အနေမြင်လုပ်ပါတယ်ပြီးတော့ဒီ cylinder command ကိုပိတ်အောင် right click နှိပ်ပါတယ်ဟုတ်ပြီဒါဆိုတော့ကျွန်တော်ဒီ view ပေါ်ထဲမှာဒီ 3D object တွေဆွဲပြီးသွားပြီပေါ့နော် 3D ဒီဒါဆိုတော့ကျွန်တော်ဒီဘက်မှာဒါ top view ဆိုတော့ဒီ object တွေကိုဒါအပေါ်စီးကမြင်နေရတယ်ဒီဘက်က menu မှာကျွန်တော် front view ဆိုရင်သူ့ကိုကျွန်တော်ရှေ့ဘက်ပေါ့နော်ဒီဘက်ကနေမြင်နေရမှာဖြစ်ပါတယ် left view ဆိုရင်ဒီဘက်ကနေမြင်နေရတာဖြစ်ပါတယ်အဲ့တော့ဒီဘက် menu နဲ့ဒီဘက် menu နဲ့ကျွန်တော်ဘာကွာလဲဆိုတော့ဒီကောင်တွေကကျွန်တော်တို့အပြည့်မြင်ရတယ်ဒါဒီမှာကျတော့ကျွန်တော်တို့ဒီ wire frame လို့ခေါ်တဲ့ဟာလေးတွေမြင်ရတယ်အဲ့တော့ဘာကြောင့်လဲဆိုတော့ဒီမှာကျွန်တော် wire frame လို့တွေ့မှာပါဒီ view တွေကကျွန်တော်တို့ 3D Max မှာဒီ view တွေကိုကိုကြည့်ကျင်တဲ့ပုံစံပြောင်းလို့ရတယ် wire frame ကြည့်ကျင် wire frame ထားလို့ရတယ်ဒီလိုဒါမျိုးကိုကျွန်တော် shade လို့ခေါ်ပါတယ်ဒီမှာတော့ realistic လို့ရေးထားတယ်ဒါပေမဲ့ကျွန်တော်တို့သူ့ကို realistic ပြောင်းရင်ကျွန်တော် F3 လို့နှိပ်လိုက်ရင်ရပါတယ်ဒါဆိုရင်ကျွန်တော်ဒီ realistic ဖြစ်သွားပါပြီဒီမှာလည်းအဲ့လိုပဲဖြစ်ပါတယ်ကျွန်တော် realistic F3 နှိပ်လိုက်ရင် wire frame ဖြစ်ပါတယ် F3 နဲ့ F3 ကိုနှိပ်ခြင်းအပြင်ဒီ realistic နဲ့ wire frame နဲ့ကိုပြောင်းလို့ရတယ်အဲ့ဆိုတော့ကျွန်တော်ကဒီမှာအကြံပေးချင်တာ 3D Max မှာအခုဒီ software တွေမှာကျွန်တော် plane တစ်ခုဆွဲလိုက်ရင်တွေ့မှာပါဘာတွေတွေ့လဲဆိုတော့ကျွန်တော် shadow တွေကြာနေတာပါအခုနောက်ပိုင်းဒီ2015ကိုကျွန်တော်တင်တာကတော့ဒီ viewport တွေကနည်းနည်းပေါ့သွားပြီဒါပေမဲ့သူက graphic card တွေကဘယ်လိုပြောမလဲဆိုတော့နည်းနည်း model မြင့်တဲ့ graphic card တွေလိုပါတယ် graphic card အနေနဲ့ဆိုရင်ဒီ realistic view ကအဆင်မပြေပါဘူးအဲ့ဆိုရင်ကျွန်တော်အသုံးအဆင်စက်တွေနေတဲ့လူတွေကိုကျွန်တော်အကြံပေးချင်တာ realistic ကိုမသုံးမဲနဲ့ဒီခလုတ်ကလေးကိုနှိပ်ပြီးတော့ကျွန်တော် shade လို့ပြောင်းလိုက်ရင်ပိုအဆင်ပြေသွားမှာပါ shade ဆိုရင်တော့ကျွန်တော် shadow တွေမပြဘဲနဲ့ကျွန်တော်ဒီ 3D object တွေကိုမြင်ရပါတယ် modeling လုပ်တာနဲ့ modeling လုပ်ရင်ဒီလိုမြင်နေရရင်အဆင်ပြေပါပြီအရိပ်တွေမလိုပါဘူး render လုပ်ရင် quality အတူတူပါပဲ graphic card က render လုပ်တဲ့ quality ကိုမဆုံးဖြတ်ပါဘူးအဲ့ဆိုတော့ဒါကျွန်တော်တို့ဒီ 3D Max မှာပေါ့နော်အခုဒီ object လေးဆွဲလိုက်ရင်ကျွန်တော် view ဖို့၄ခုမှာကိုကြိုက်တဲ့ view မှာကျွန်တော် realistic ထားရင်လည်းရတယ် shaded ထားရင်လည်းရတယ်အဲ့ဆိုတော့ shaded ကတော့ကျွန်တော် shortcut မရှိပါဘူးကျွန်တော် F3 နှိပ်လိုက်ရင်ကျွန်တော်တို့ဒီ realistic နဲ့ wireframe နဲ့ပြောင်းမှာဖြစ်ပါတယ်အဲ့ဆိုတော့ကျွန်တော်တို့ကတော့အများဖြင့်တော့ပုံတည်ထားပါတယ် perspective view ကို shaded ထားပြီး channel view တွေကို wireframe နဲ့သုံးပါတယ်အဲ့ဆိုတော့ဒီဘက်က menu မှာအခုကျွန်တော်ပြောသလို object လေးတွေဒီမှာပေါ်နေပါပြီကျွန်တော်တို့စဆွဲတဲ့ box ဆိုရင် box ဒီဘက် menu မှာကျွန်တော်တို့ select မှတ်လိုက်တာဟာဒီဘက်မှာ select မှတ်တာနဲ့အတူတူပဲဖြစ်ပါတယ်အဲ့ဆိုတော့ဒီရှေ့ကမီးလုံးလေးကကျွန်တော် height ပါ
ကျွန်တော်ဆိုကြပါဒီ play မြောက်ကိုကျွန်တော် select မှတ်ရှင်တယ်မှတ်ပြီးတော့ဒီ play မြောက် height ရှင်တယ်ဆိုဒါလေးနှိပ်လိုက်လို့ရပါတယ်သူ့ကိုပြန်ပေါ်ခြင်းတယ်ဆိုဒါလေးပြန်ပေါ်လို့ရပါတယ်အဲဆိုတော့ monitor ဘယ်လိုပြောမလဲဆိုတော့ monitor ကြီးတဲ့လူတွေကတော့ဒီ menu လေးကိုဖွင့်ပြီးသုံးပေါ့နော် monitor တေးတဲ့လူတွေကတော့ဒီ menu ကိုကျွန်တော်တို့ပိတ်ပြီးသုံးရင်ရပါတယ်အဲဆိုဒီ menu ကိုကျွန်တော်ပိတ်ချင်ရင်တော့ဒီနားလေးကိုကျွန်တော်မျှတင်လိုက်ရင်ဒီ arrow အောက်မှာလို့၄000ခွဲလေးပေါ်လာရင်သူ့ကိုကျွန်တော်အပြင်ကိုကျွန်တော်ဆွဲထုတ်လိုက်ပါဒီပေါ်လာတဲ့အချိန်မှာအပြင်ကိုဆွဲထုတ်လိုက်ပါဆွဲထုတ်လိုက်ရင်သူ့ကိုပိတ်လိုက်ပါပိတ်လိုက်ရင်ကျွန်တော်နောက်ပိုင်းမှာနောက်တစ်ခါပြန်ဖွင့်ရင်လည်းဒီ menu ကမပေါ်တော့ပါဘူး 3D mask ကိုပြန်ဖွင့်ရင်လည်းအဲဆိုတော့ကျွန်တော် 3D mask ကိုဒီ menu ကိုနောက်ပြန်ပေါ်ခြင်းရင်တော့ကျွန်တော်ဘာလုပ်လို့ရလဲဆိုရင် 3D mask ကိုသူ့ရဲ့ default state ကိုဖြစ်အောင်ပြန်ပြောင်းရပါတယ်သူ့ကို uninstall လုပ် install လုပ်ရုံနဲ့မရပါဘူး default state ကိုပြန်ပြောင်းတဲ့နေရာလေးကိုမှတ်ထားပါကျွန်တော်ဒီထက်က Windows My Computer အဲ့ဒီက C ပြီးတော့ကျွန်တော် C ထဲကကျွန်တော် user တွေကိုသွားပါအခုအသုံးပြုနေတဲ့ user name တွေကိုဝင်ပြီးတော့ဒီက application data ဆိုတဲ့ဟာလေးတွေ့မှာပါသူကဒီမှိန်လေးဖြစ်နေ hidden file ပါ hidden file တွေကိုမြင်အောင်တဲ့ folder and sub option တွေကဒီဘက်က organize ကိုနှိပ်ပါတယ် folder and sub option တွေကိုသွားပါတယ် view တွေကိုသွားပါတယ်ဒီမှာ don't show ဆိုရင်အဲ့ hidden file တွေကိုကျွန်တော်မမြင်ရပါဘူး show hidden file လို့ထားရင်မြင်ရပါတယ်ပြီးတော့ apply နှိပ်ပါ okay နှိပ်ပြီးပြန်ထွက်လိုက်ရင် application data လို့ဒီမှာတွေ့မှာပါတွေ့ရင်ဒီထဲကိုဝင်လိုက်ပါအဲ့ထက်ကကျွန်တော် local ဆိုတာတဲ့ကိုဆက်သွားပါပြီးရင် auto deck ဆိုတာတွေ့ပါလိမ့်မယ်အဲ့ထက်မှာ 3ds max လို့တွေ့ပါလိမ့်မယ်အဲ့ဆိုတော့ကျွန်တော်တို့ဒီမှာ 3d max ဆက်ထဲမှာကိုယ်ဆက်ထဲမှာတင်ထားတဲ့ 3d max version တွေအကုန်လုံးတွေ့မှာပါ 3d max 2015ကို reset လုပ်ရှင်နေဆိုရင်2015ဒီ folder ကိုဖျက်လိုက်ပါသူကဒီ 3d max software ကြီးပြတ်မသွားပါဘူးသူ့ရဲ့ setting တွေကိုဒါ user setting တွေကိုတင်ထားတဲ့နေရာဖြစ်ပါတယ်သူ့ရဲ့ factory reset ပြန်ဖြစ်သွားပါတယ်2014ကို reset လုပ်ရှင်နေဆိုရင်2014ကိုဒီ folder ကိုဖျက်လိုက်ပါအဲဆိုနောက်တစ်ချိန်ပြန်ဖွင့်လိုက်ရင် 3d max 2014ဟာကျွန်တော်တို့ပြင်ထားတွေပျောက်သွားပြီသူ default screen တိုင်းအကုန်ပြန်ဖြစ်နေမှာပါအဲဒါဆိုတော့ကျွန်တော်တို့ဒီစောစောလိုပဲကျွန်တော်ပြောသလိုပေါ့နော်ဒီဥစ္စာကြီးကိုကျွန်တော်တို့ Sense Explorer ဆိုတာကိုကျွန်တော်မတွေ့ရတော့လို့ရှိရင်ပြန်ပေါ်ခြင်းအဲ့စောစောက folder ကိုတွတ်ဖြတ်ပေးလို့လိုပါတယ်အခုကျွန်တော်တို့ဆက်ပြီးတော့ 3D mask viewport တွေကိုကြည့်အောင်အဲ့ဆိုတော့ viewport တွေမှာအခုဒီလိုအဝါရောင်လေးပေါ်နေတဲ့ viewport က activate ဖြစ်တာဖြစ်ပါတယ် activate ဆိုတာကျွန်တော်တို့အလုပ်လုပ်လို့ရှိရင်ဒီ viewport မှာအလုပ်လုပ်ရမှာဖြစ်ပါတယ်အဲ့ဆိုတော့ဒီကျွန်တော်ဒီ viewport မှာကျွန်တော်တို့အခု select မှတ်မယ်ဆိုရင်ဒီ viewport မှာအလုပ်လုပ်မယ်ဆိုရင် front view ဆိုပါတော့ front view မှာအလုပ်လုပ်မယ်ဆိုရင်ကျွန်တော်တို့ဒီ viewport ကို activate လုပ်ရမှာပါactivate လုပ်ရင်ကျွန်တော်တို့ left click နှိပ်ရင်ဘာဖြစ်သွားမလဲဆိုတော့ကျွန်တော် selection ပြတ်သွားမှာဖြစ်ပါတယ်အခုကျွန်တော်တို့ဒီဘက်က box ဒီဘက်မှာ selection ပေါ်နေပါတယ် box 01001ဆိုတာကိုကျွန်တော် select မှတ်ထားပါတယ်အဲဆိုတော့ဒီ viewport ကိုကျွန်တော်တို့ဒီလို left click နှိပ်လိုက်ရင် selection ပြတ် activate တော့ဖြစ်သွားပါတယ်အဝါရောင်လေးပေါ်သွားတယ်ဒါပေမဲ့ box 001ကျွန်တော် selection တွေကပြတ်သွားတဲ့အတွက်ကြောင့်ကျွန်တော်အလုပ်လုပ်ဖို့ဆိုရင်သူ့ကိုပြန်မှတ်ရပါတယ်ဒီလိုမဖြစ်အောင်အတွက်ကျွန်တော် viewport တွေကို activate လုပ်ချင်တယ်ဥပမာ top view ကိုတခါ activate လုပ်ချင်တယ်ဆိုကျွန်တော် right click နှိပ်ပါအဲဆိုတော့ left click နဲ့ right click ကိုတေးသေးချာချာခွဲခြားပြီးတော့နှိပ်စေချင်ပါတယ် left click ကအရာဝတ္ထုတွေကို select မှတ်တာဖြစ်ပါတယ် viewport ကို select မှတ်ချင် right click နှိပ်ပါ 3D mask မှာ right click ရဲ့ action နောက်တစ်ခုကဆိုတော့ကျွန်တော်ပြောခဲ့ဦးပါတယ်ဒီဘက်ကခလုတ်တွေကိုကျွန်တော်ဖွင့်လိုက်တယ်ဆွဲတယ်ဒီခလုတ်တွေကိုပြန်ပိတ်ရင်ဒီ viewport ထဲမှာပဲဒီပုံမှာမဟုတ်ဘူးဒီဘက် viewport ထဲမှာပဲဒီ activate ဖြစ်နေတဲ့ viewport ထဲမှာပဲ right click နှိပ်ရပါတယ်ဒီ activate ဖြစ်နေတဲ့ viewport ထဲမှာ right click နှိပ်ရင်ဒီ menu ပေါ်ပါတယ်ဒါတွေကတော့ကျွန်တော်နောက်ပိုင်းမှာဆက်သွားတာပေါ့နော်အဲဆိုတော့ကျွန်တော် viewport တွေကိုကျွန်တော် right click နှိပ်ပြီးတော့လုပ်လို့ရပါတယ်နောက်ကျွန်တော် zoom in zoom out လုပ်ရှင်ကျွန်တော်ဒီဘက်က pen view ကိုယူမယ်ယူပြီးတော့ဒီ viewport ကိုကျွန်တော်တို့အပေါ်ဆွဲရင်ဘယ်ညာမဟုတ်ပါဘူးအပေါ်ဆွဲရပါတယ်အပေါ်ဆွဲရင် zoom in zoom out ဖြစ်ပါတယ်ပြီးတော့ right click နှိပ်ရင်ဒီခလုတ်ကလေးပြန်ပိတ်ပါတယ်အဲဆိုတော့ 3D mask မှာ right click ကဒီခလုတ်တွေကိုပြန်ပိတ်ရင်အမြန် right click နှိပ်ရပါတယ်နောက်ဒီ
pen view အားဆိုရင်ကျွန်တော်တို့ဒီလိုအရာဝတ္ထု view ပို့ကိုကျွန်တော်ရွှေ့တာပါနောက်ကျွန်တော် rotate ဆိုရင်ကျွန်တော် view ပို့ကိုလှည့်တာပါလှည့်တဲ့အခါမှာဒီအဝိုင်းရဲ့အတွင်းကနေပြီးတော့စပြီး click ချပြီးတော့ကိုကြိုက်တဲ့ဘက်ကိုလှည့်ကြည့်လို့ရပါတယ်ဒီအပြင်ကနေလှည့်ရင်တော့အတွင်းကလှည့်ရတဲ့မတူပါဘူးသူက view ပို့ angle စောင်းသွားပါတယ်အဲ့တော့ဒီလိုစောင်းစေခြင်း mouse ကိုဒီအဝိုင်းကြီးရဲ့အပြင်မှာ click ချပြီးနှိပ်ပါရိုးရိုးလှည့်ခြင်းဒီအတွင်းဘက်ကနေလှည့်ပါဒီခလုတ်ကလေးတွေကိုချိန်ပြီးလှည့်စရာမလိုပါဘူးကိုလိုချင်တဲ့ပုံစံကျွန်တော်တဲ့ခြင်းဒီလိုတက်မယ်လှည့်ခြင်းဒီလိုလှည့်မှာဖြစ်ပါတယ်ဒီဝိုင်းပြောင်းကျွန်တော် right click ပြန်နှိပ်ရပါတယ်ကျွန်တော်ဒီ rotate ဒီကောင်ကြီးကိုယူထားလို့ရှိရင်ဒီဝိုင်းပေါ်နေကျွန်တော်တို့ဒီ select လုပ်လို့မရပါဘူးအဲဆိုတော့ select လုပ်လို့ရအောင်ကျွန်တော် right click ပြန်နှိပ်ရပါတယ်ဒါဆိုတော့အခုကျွန်တော် shortcut လေးနဲ့လုပ်တာကိုသင်ပေးပါမယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီ zone in zone out ဒီခလုတ်တွေယူတယ်ပြန်ပိတ်ပြန် right click နှိပ်ပြန်ပိတ်ရတယ်ဒီလိုတွားယူရတယ်ဆိုရင်ကျွန်တော်တို့တကယ်လက်တွေ့အလုပ်လုပ်တဲ့အခါအလုံးမဖြစ်ပါဘူး။အဲဆိုတော့တော်တော်များများတော့ဥစ္စာပေါ့ 3D ကင်မှုတဲ့လူတော်တော်များများတော့ကျွန်တော်သုံးတတ်ပါတယ်။ဒီ mouse မှာပါတဲ့ wheel ကိုကျွန်တော်လှည့်လိုက်ရင် zone in zone out ဖြစ်တာတွေ့မှာပါ။ဒီ wheel ကိုရဲ့ကျွန်တော်တို့ဖိပြီးတော့ရွှေ့လိုက်ရင် lever ပုံလေးပေါ်လာပြီးတော့ဒီဘက်က menu ကိုသွားစရာမလိုပါဘူး lever ပုံလေးပေါ်ပြီးတော့ဘယ်ညာရွှေ့လို့ရပါတယ်အဲဆိုတော့ဒီ wheel အောက်မှာဒီ left mouse မှာကျွန်တော် left click right click အပြင်ကျွန်တော် wheel အောက်မှာ click တစ်ခုရှိပါတယ်အဲ့ဒါ 3D maps မှာဒီ view ပို့အတွက်သုံးပါတယ်အဲဆိုတော့ကျွန်တော်တို့အများသုံးနေတဲ့ဒီ zone in zone out ကို wheel ကိုလှည့်ပြီးသုံးတဲ့ function ကကျွန်တော်သဘောအရဆိုရင်ကျွန်တော်သိမကြိုက်ပါဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော် zoom in zoom out လုပ်ရင်ကျန်းပါတယ်။ကိုလိုကြမ်းဟိုစားပေါ့အဝင်ထွက်သူကမြန်တာပေါ့နော်။ကိုလိုချင်တဲ့နေရာကိုတိတိကျကျရောက်ဖို့အနည်းငယ်အခက်အခဲရှိပါတယ်။အဲဆိုရင်ကျွန်တော်တို့ကဘယ်လိုသုံးရလဲဆိုတော့တကယ်တည်းကျွန်တော်တို့ဒီမှာသုံးတာကတော့ control order ကို keyboard က control နဲ့ order ကိုဖိပါတယ်။ပြီးတော့ wheel ကိုဖိလိုက်ပါတယ်။အဲ့ဒါကို middle mouse button လို့ခေါ်ပါတယ်။အလဲခလုတ်ပေါ့နော်သူ့ကိုဖိပြီးတော့ကျွန်တော်အပေါ်ဆွဲရင် zoom in zoom out ကကျွန်တော်လိုချင်သလို control လုပ်ပြီးဖြည်းဖြည်းလေးထိန်းယူလို့ရပါတယ်ဒီ wheel ကိုဒီလိုလှည့်ရနဲ့မတူပါဘူး wheel ကိုလှည့်ရင်ကျွန်တော်ကြမ်းနန်းသွားတာတွေ့ရမှာပါအဲဆိုတော့ကျွန်တော်တို့ဒီဥစ္စာပေါ့ shortcut တွေပြန်ပြောရရင် wheel ကိုဖိပြီးတော့ရွှေ့ရင် pen view ဘေးကိုရွေးတယ်နောက် control order နဲ့ middle mouse button wheel ကိုဖိပြီးတော့ကျွန်တော်အပေါ်ရွှေ့ရင် wheel ကိုမလှည့်ပါနဲ့ဖိပါဖိပြီးတော့အပေါ်ရွှေ့ရင် zone in zone out order တစ်ခုတည်းနဲ့ wheel ကိုဖိပြီးတော့လှည့်ရင် rotate ပါအဲဆိုတော့ကျွန်တော် 3D view ပေါ်မှာတကယ်တည်းမှာတော့ zone in zone out ရဲ့ pen ရဲ့ rotate ရဲ့ဒီသုံးမျိုးကိုပဲအဓိကသုံးပါတယ်ကျန်တဲ့ခလုတ်တွေကကျွန်တော်တို့သိသုံးစရာမလိုပါဘူးတိအောင်ပြောရလို့ရှိရင် zoom on ဆိုရင်ဒီခလုတ်ကလေးယူပြီးတော့ကျွန်တော် drag ဆွဲလိုက်ရင် view ပေါ်၄ခုစလုံး zone in zone out တစ်ပြိုင်တည်းဖြစ်ပါတယ်နောက်ဒီခလုတ်ကလေးကကျွန်တော် zoom extend selected ဆိုတာကဒါကိုနှိပ်လိုက်ရင်ကျွန်တော်တို့ select မှတ်ထားတဲ့အရာဝတ္ထုပလိမ်းများကို screen မှာအပြည့်ပြပါတယ်ဒီဟာလေးကိုကျွန်တော် select မှတ်ပြီးတော့ဒီခလုတ်ကိုနှိပ်လိုက်ရင်ဒီ tipo ကိုကျွန်တော်အပြည့်ပြပါတယ်ဒါပေမဲ့ဒီခလုတ်ကိုကျွန်တော်သုံးစရာမလိုပါဘူးသူ့ရဲ့ shortcut ကကျွန်တော် Z ပါ Z ဆိုရင်ကျွန်တော်ဒီခလုတ်ကလေးကိုနှိပ်မယ်ဒီကျွန်တော်တို့ဒီ box ကို select မှတ်မယ် Z ကိုနှိပ်လိုက်ရင်ဒီ box ကိုကျွန်တော်တို့ screen အပြည့်ပြမှာဖြစ်ပါတယ်နောက်ကျွန်တော်ဘာမှ select မှတ်မထားဘူးပေါ့နော်ဟို selection ဖြစ်လိုက်ပါတယ်ဖြစ်တယ်ဆိုတာဒီအရာဝတ္ထုတွေရဲ့လွတ်တဲ့နေရာမှာနှိပ်လိုက်ရင် selection ပြတ်သွားပါတယ်ဘာမှ select မိမနေတဲ့အချိန်မှာ Z ကိုနှိပ်ရင်ဆွဲထားသမျှအရာဝတ္ထုတွေအကုန်လုံးကို screen အပြည့်ပြပါတယ်အဲဆိုတော့နောက်ဒီကောင်ကြတော့ကျွန်တော်တို့ဒါ zone extend selected ဆိုတာဒါ view board တွေအကုန်လုံးအတွက်အလုပ်လုပ်တာပါZ ခလုတ်ပါပဲ Z ကိုကျွန်တော်တို့ view board တွေအကုန်လုံးမှာ zone extend selected all view board ဖြစ်ပါတယ်အဲဆိုတော့ဒါဒီခလုတ်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆက်ပြောရရင် zone in zone out ကဒီခလုတ်ကလေးဖြစ်ပါတယ်ဒီဘက်ကခလုတ်ကိုတက်နိုင်သလောက်မသုံးပါနဲ့သူကဘယ်အတွက်ပဲသုံးလဲဆိုတော့ကျွန်တော်တို့ဒီနောက်ပိုင်းမှာ render လုပ်ဖို့အတွက်ဆိုရင်ကင်မရာရဲ့ wide angle ကိုပြောင်းနေတဲ့အချိန်ကျမှဒါကိုသုံးပါပါ